episode 8ရဲ့အစမှာ Maxwell က Helsing Orchestra Integra ကိုတပ်ပစ်ခိုင်းလိုက်ပါတယ်။ Iscariot အကောင်တွေကအမိန့်ကိုကြားတော့ Integra ကိုတနက်နဲ့ဝိုင်းချိန်ထားကြပါတယ်။ Anderson ကအဲ့အမိန့်ကိုမကြိုက်ဘူးလို့ပြောနေတဲ့အချိန်မှာ Sarah ရောက်လာပြီး Integra ကိုတနက်နဲ့ဝိုင်းချိန်ထားတဲ့ကောင်တွေကိုတွန်းထုတ်လိုက်ပါတယ်။ပြီးတော့ Anderson ကအဲ့ main ကလေးကမင်းတို့တိုက်ခိုက်လို့မရတဲ့ Sarah Victoria လို့ပြောလိုက်ပါတယ်။ပြီးတော့ Anderson က Sarah ကိုမင်းကကြောက်စရာကောင်းတဲ့ပုံစံပြောင်းလာပြီပဲလို့ပြောလိုက်ပါတယ်။ Sarah နဲ့ Anderson ကတခုခုကိုခန်းစားမိလိုက်လို့လှမ်းကြည့်လိုက်တာလန်ဒန်ကို6ချားစရာသင်္ဘောကြီးတစ်စင်းဟာစိုက်ကပ်လာပါတယ်။အဲ့ဒီ6ချားစရာသင်္ဘောကြီးနဲ့အတူအလူကတ်ရောက်လာပါတယ်။ပြီးတော့အလူကတ် Iscariot နဲ့နာဇီတပ်တွေကြားထဲကိုခုံဝင်လာပါတယ်။အလူကတ်ရောက်လာတော့ Anderson ကလည်းအလူကတ်စီတယ်လီပေါ့လာပါတယ်။နာဇီအကောင်ကလည်းအလူကတ်ကိုချဖို့လာနေပါတယ်။နှစ်ယောက်တစ်ယောက်ချတော့မဲ့အချိန်အလူကတ် Integra ကိုအမိန်လန်းတောင်းလိုက်ပါတယ်။ Integra နှစ်ဖွဲ့လုံးကိုတယောက်မှမကြံအောင်အကုန်တပ်ပစ်လို့အမိန်ပေးလိုက်ပါတယ်။အလူကတ်အဲ့စကားကိုကြားတော့ပုံစံပြောင်းဖို့အချိန်ယူနေတော့မှရှိသမျှလူတွေအကုန်လုံးကအလူကတ်ကိုနီးလဲပေါင်းစုံနဲ့ဝိုင်းတားနေကြပါတယ်။နာဇီကောင်တွေရဲ့ဘက်မှာတော့အဲ့ဒီမြင်ကွင်းကိုကြည့်နေပြီးတေချင်းမြစ်ကလာတော့မယ်ဆိုပြီးတီတိုပြောနေကြပါတယ်။အလူကတ်ပုံစံပြောင်းတာပြီးသွားပြီးလူအများစုကိုသွေးမြစ်တွေနဲ့တိုက်စားသွားပြီးသူတို့ရဲ့သွေးရောဝိညာဉ်ကိုပါစုပ်လိုက်ပါတယ်။ပြီးတော့အလူကတ်စစ်သူကြီးပုံစံပြောင်းသွားပြီးသူ့ရဲ့ကိုယ်ပိုင်စစ်သားတွေကိုဖန်တီးလိုက်ပါတယ်။အလူကတ်ရဲ့ဖန်တီးထားတဲ့စစ်သားတွေကလိုက်တက်ကြတော့နာဇီတွေရော Iscariot တွေရောပါခွေးပြေးနေရပါတယ်။အလူကတ်ကသူတက်ခဲ့မှုတဲ့လူတွေထဲကနာဇီတွေကစနိုက်ပါမိန်းကလေးနဲ့ဖဲချက်ကောင်ကိုပြန်ခေါ်လိုက်ပြီးပြန်ခေါ်လိုက်တဲ့စနိုက်ပါမိန်းကလေးနဲ့ဖဲချက်ကောင်ကရန်သူဟယ်လီကော်ပတာတွေကိုဖျက်ဆီးလိုက်ပါတယ်။အလူကတ်ရဲ့စစ်သားတွေက Maxwell စီကိုအုပ်လိုက်ကြီးလာနေကြပါတယ်။ Maxwell ကဖောက်အားခတ်တဲ့မှန်တဲ့ကာရလို့စိတ်အေးနေတဲ့အချိန် Anderson ရဲ့ Baronet ဓာတ်တစ်ချောင်းကစိုက်လာပြီးမှန်ကအလွယ်တကူကွဲသွားပါတယ်။ Anderson က Maxwell ရဲ့အာနာပြတဲ့နီလန်းတွေကိုမကြိုက်လို့မင်းရဲ့အိမ်မက်ကိုအပိုင်းပိုင်းခွဲပစ်မယ်ဆိုပြီးပေးသေးလိုက်ပါတယ်။ Maxwell က Anderson ကိုကယ်ဖို့အတွက်အော်ပြောနေရင်ပဲအလူကတ်ရဲ့စစ်သားတွေတတ်တာခံလဲရပါတယ်။ပြီးတော့ Anderson ကသူ့ရဲ့သားကိုဆက်သွယ်လိုက်ပြီးအကုန်လုံးကို Vatican ကိုပြန်ခိုင်းလိုက်ပါတယ်။သူ့ရဲ့သားအဲ့လိုမျိုးမရဘူးလေဆိုပြီးပြောလိုက်တော့ Anderson ကမင်းတို့တေဖို့နေရာဒီနေရာမဟုတ်ဘူးအကုန်လုံးပြန်ကြဆိုပြီးပြောလိုက်ပါတယ်။အလူကတ်တို့ဘက်မှာတော့အကုန်လုံးကိုတပ်ပစ်လိုက်ပြီး Integra နဲ့အလူကတ်ကစကားပြောနေကြပါတယ်။ Sarah ကအလူကတ်ကိုမုတ်စိတ်ထွက်လာတယ်နော်လို့ပြောလိုက်တော့အလူကတ်က Sarah ရဲ့ခေါင်းကိုပို့ပေးလိုက်ပါတယ်။အဲ့အချိန်မှာပဲ Anderson ကြီးကရောက်လာပြီးအလူကတ်နဲ့စချကြပါတယ်။ Anderson နဲ့အလူကတ်ကဓာချင်းချကြပြီးတော့အလူကတ်ကပုံစံအစ်စ်ကိုပြန်ပြောင်းလိုက်ပါတယ်။အလူကတ်ပြန်ဆင့်ခေါ်ထားတဲ့သူတွေကရောက်လာပြီး Anderson ကိုစွန့်ကြီးဝိုင်းလုံးကြပါတယ်။ Anderson ကအရေးနှိမ့်နေပြီးအသက်ခံရတော့မဲ့အချိန် Anderson ရဲ့သားနဲ့ Iscariot လူတွေအကုန်လုံးကအချိန်ကရောက်လာပြီး Anderson ကိုကယ်ပေးလိုက်ပါတယ်။ Anderson ကအယူတွေဘာလာလောက်ကြရလဲအယူအကြီးစားရေလို့လှမ်းអော်လိုက်တော့ Anderson ရဲ့သားက Vatican ကိုအခုပြန်ရင်ငါတို့မဟုတ်တော့ဘူးလို့ပြောလိုက်ပါတယ်။ Anderson ကလည်းကောင်းပြီးအားလုံးတူတူငါနဲ့ငရဲလိုက်ခဲ့လို့ပြောလိုက်ပါတယ်။ Iscariot တွေကအလူကတ်ပြန်ခေါ်ထားတဲ့သူတွေကိုရှင်းနေကြတဲ့အချိန် Anderson ကအလူကတ်စီကိုပြန်ရောက်လာပါတယ်။ Anderson ကသူ့ရဲ့ဝှက်ဖဲလက်နက်ကိုထုတ်လိုက်ပြီးသူ့ရင်ဘတ်ကိုသူထိုးဖို့လုပ်နေတဲ့အချိန်အလူကတ်ကအဲ့ဒီလက်နက်ကိုမြင်လိုက်တော့တားလိုက်ပါတယ်။အလူကတ်ကငါ့လိုမကောင်းဆိုးဝါးဖြစ်ချင်လို့လားဖះရဲ့မတေမျိုးအယုတ်ဖြစ်ချင်လို့လားလို့ပြောလိုက်ပါတယ်။အလူကတ်ကငါ့လိုမကောင်းဆိုးဝါးမဖြစ်ချင်မလုံးနဲ့ဆိုပြီးထပ်တားလိုက်တော့ Anderson ကစိုးမြတ်ချက်ချလိုက်ပြီးကိုယ်နှလုံးကိုပြန်ထိုးလိုက်ပါတယ်။ Anderson ကဒူးထောက်လဲကြသွားတော့အလူကတ်ကအနားကိုရောက်လာပြီးစောက်ယူကြီးလို့ပြောလိုက်ပြီးပြတ်တက်ဖို့လုပ်နေတော့မှ Anderson ကအရန်လင်မြန်တဲ့အချိန်နဲ့အလူကတ်ရဲ့လက်တစ်ဖက်နဲ့ခေါင်းကိုဖြတ်လိုက်ပါတယ်။အလူကတ်ကခေါင်းပြတ်သွားတော့ဟန်ချက်ကိုထိန်ပြီး Anderson ရဲ့ခေါင်းကိုပြန်ပစ်လိုက်ပါတယ်။ Anderson ကမတေမျိုးဖြစ်သွားတော့ပြစ်ခံရတဲ့ဒဏ်ရာတွေကနေစူးပိနေထွက်လာပြီးပြန်တက်တာလာပါတယ်။သူတို့နှစ်ယောက်ကလက်နက်တွေနဲ့လက်ဝါးကတိုင်ပုံကိုလှုပ်လိုက်ပြီးပေါက်သိမ်းချကြဖို့အတွက်လှုပ်လိုက်ပါတယ်။ Anderson စီကနေစူးပိနေအများကြီးထွက်လာပြီး Anderson ကငါလူလည်းမဟုတ်ဘူးမကောင်းဆိုးဝါးလည်းမဟုတ်ဘူးလို့ပြောလိုက်ပြီးအလူကတ်ရဲ့ခေါင်းကို Baronet ဓာတ်နဲ့စိုက်ချလိုက်ပါတယ်။အလူကတ်ရဲ့ပြန်ခေါ်ထားတဲ့စစ်သားတွေကလည်းပျောက်သွားကြပြီးအလူကတ်ရဲ့ခန္ဓာကိုယ်ကနေစူးပိနေထွက်လာပြီးမီးလောင်သွားရင်ပဲ episode 8ကဒီမှာပဲပြီးသွားပါတယ်